Hello guys အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာကတော့ Minecraft စိန်ရှာဖို့တော့ Pack 2ပဲဖြစ်ပါတယ်အားလုံးပဲလက်ကြည့်ပေးကြပါ Yeah let's go ကျွန်တော်ကတော့ဒါကတော့ကျွန်တော် show ရတဲ့နေရာပေါ့နော်ဒီမှာ creeper ကျွန်တော်ကိုလာတက်သွားတာမနေ့က Okay ဒါကတော့အိမ်ကတော့ဘာမှမပြင်စရာသေးဘူးကျွန်တော်တို့အိမ်ရထားမယ်အိမ်ရလေးတစ်ခုထားမယ်ကျွန်တော်အိမ်ကမြေကြီးရတော့မပို့ရဆိုအိမ်ကတော့တိတ်မလာဘူးကျွန်တော်တို့ဒီမှာခွတ်တိတ်ပဲတစ်ခုထားမယ်ခွတ်တိတ်ပဲတစ်ခုထားပြီးတော့ကျွန်တော်တို့ဘာလုပ်မလဲလို့တော့ဘာမှထူလို့စားလို့မရှိပါဘူးကျွန်တော်ကတော့ diamond ရှာမှာဆိုတော့လေအနာတော့တော့တယ်မမကျွန်တော်ပစိန်ယူပြီးတော့အဲ့ဒီနွားကိုအရင်တက်တာပဲဘာလို့ဆိုတော့နွားအရှိမလာပိတ်ညော့ပြီးရင်ကျွန်တော်ပစိန်ကင်ပြီးတော့ကျွန်တော်တစ်သားကိုတော့ခေါက်လိုက်ပါတယ်တစ်သားကိုတော့ခေါက်ပါတယ်ဘာလို့ဆိုတော့တစ်သားကကျွန်တော်ကဘာလို့ဆိုတော့အဲ့တစ်သားတွေကအိုင်ယွန်းတွေကျိုးလို့ရှိရင်အဆင်ပြေလေအဲ့ဒါမျိုးတစ်သားယူပြီးတော့အဲ့ဒီကျွန်တော်အဲ့ဒါတပင်နဲ့မလို့ကျွန်တော်အဲ့ဒါနောက်တပင်ကိုကျွန်တော်အဲ့ဒါတော့ခုတ်တယ်ဆက်ခုတ်တယ်အဲ့လိုမျိုးပဲဆက်ခုတ်ကျွန်တော်အပင်ခုတ်ကဝါသနာပါတယ်တော့မှအပင်ခုတ်ချန်ပီယံအဲ့လိုပြောလို့ရတယ်အမအပင်ဆက်ခုတ်တယ်အမကျွန်တော်ဘာအမကျွန်တော်နွားတက်စီတော့ဘာလို့စားစရာလိုအပ်တယ်လေမိုင်းရင်းနဲ့မှာဆိုလို့ရှိရင်ဘာလို့အပြင်ထွက်ရမလွယ်ဘူးဇူမီကြီးနဲ့ပြီးတော့တို့တို့အိမ်ထဲဝင်ပြီးတော့ဘာဆက်လုပ်မလဲကျွန်တော်တို့ကအဲ့ဒီပေါ့နော်အိမ်ထဲဝင်ပြီးတော့အဲ့ဒီခွတ်တိပဲဝင်ပြီးတော့ကျွန်တော်တို့အဲ့တစ်သားလေးတွေလုပ်လိုက်ပါတယ်ကျွန်တော်အမတက်ဒီတစ်ပင်ကြီးကအများကြီးခုတ်ယူထားတော့လေတစ်သားတွေကအများကြီးရတယ်တစ်သားတွေအများကြီးရောကျွန်တော်အဲ့ဒါပစ္စည်းတိမ့်မို့ဆိုပြီးတော့ကျွန်တော်အဲ့ဒါခွတ်တိပဲကျွန်တော်အဲ့ဒါပစိန်ပစ်ကက်တစ်ခုလုပ်တယ်ပြီးရင်အဲ့ဒါ chest တစ်ခုလုပ်တယ်ပေါ့နော်အဲ့ chest နဲ့ရကျွန်တော်မိုင်းသွားတူးလို့ရှိရင်အဲ့ဒီမှာပစ္စည်းတွေထည့်ပြီးတော့ဒီလေးကိုကျွန်တော် show ရလို့ရှိရင်လေအဲ့ဒီမှာ respawn ပြန်လို့ရှိရင်အစားပြန်စားရမှာဆိုလို့ပေါ့နော်အဲ့မှာကျွန်တော်မိုင်းတူးဖို့ပြန်ဆုံးဖြစ်လိုက်တယ်ကျွန်တော်မှမိုင်းစတူးတယ်မြေကြီးအရင်ဖြစ်တယ်ပြီးတော့မြေကြီးစစ်ဖက်တယ်ပြီးတော့ကျွန်တော်မှမိုင်းနေစာတူးတယ်မြေကြီးစစ်ဖက်တယ်မြေကြီးစစ်ဖက်တယ်အဲ့လိုစစ်ဖက်ရင်းနဲ့ဒိုင်းမွန်ကတော့တွေ့မလားမသိဘူးဒိုင်းမွန်ကနည်းနည်းရှားရလေဟုတ်တယ်မလားအဲ့မှာကျွန်တော်ဆက်တူးတယ်တွေးမလားဆိုရမျောလင်းချက်နဲ့ပေါ့နော်ဒါပေမဲ့ဒီထက်မှာတော့မတွေ့သေးဘူးလုံးဝမှအထက်နဲ့ကျွန်တော်ဒိုင်းမွန်မရခဲ့ပါဘူးလုံးဝမှဒိုင်းမွန်ရှားရပေါ့နော်ဒိုင်းမွန်တွေ့ကိုမတွေ့ဘူးအဲ့တော့မတွေ့မဲ့အစားဆိုပြီးတော့အိမ်ထဲဝင်ပြီးတော့ကျွန်တော်ဟိုဝါလုပ်တယ်လေကျွန်တော်အဲ့ဒီကျွန်တော်အဲ့ဒီဟာကြီးကျွန်တော်နာမည်မခေါ်တော့ဘူးအဲ့ဒီဟာကြီးကိုကျွန်တော်ထားရဲပြီးတော့ကျွန်တော်မှအသားကြီးစားချက်တယ်ပေါ့နော်အသားတွေကိုစားချက်တယ်အသားကကျွန်တော်အဆောင်ကကျွန်တော်အဲ့ဒါအဲ့ဒီပစိန်နဲ့တွားချက်မလို့ပဲဒါပေမဲ့ပစိန်နဲ့တခုပဲရမှာလို့အဲ့ဒါဗာလဲတစ်သားနဲ့ကျွန်တော်ကပြောင်းချက်လိုက်တယ်ပြောင်းချက်ပြီးတော့အဲ့ရိုက်တယ်အဲ့ပြီးတော့ကျွန်တော်ပြန်နိုးလာတော့စီငလက်သားကကျွန်တော်လာပြစ်တယ်နောက်မှကြည့်တွက်ပစ်ကပြစ်ရှင်နေထိရလည်းမထီဘူးကြည့်အောင်အမကြည့်အောင်ထိလည်းမထီဘူးရောမင်းထိအောင်ပြေးကွာရရောထိအောင်ပြေးနော်မင်းထိအောင်ပြေးဟာထိရဟာရောထိအောင်ပြေးလို့ရထိအောင်ပြေးနိုင်ပြေးထိအောင်ပြေးအရာဟာထိအောင်ပြေးမင်းနာမကရရလားမရောမဒီပင်ကရမရောကွာမရောအယူတော့ရပါ ਈ ကျွန်တော်အမအိမ်ထဲဝင်ပြီးတော့ဘေးနာအတန်လေးကိုတော့နည်းနည်းတီးခံပေးပါဘာလို့ဆိုတော့ကျွန်တော်ကမိုက်ခရိုဖုန်းမရှိတော့လေကျွန်တော်အသားကြီးရတော့ဖိုက်စာမျိုးအသားကောက်စားရတယ်စားလို့ကောင်းတာဟာရပြီပါတို့ဝကူသွားတက်ပါတယ်ဝကူရမပြီးရောအမရောမပြီးနဲ့မင်းပြီးရမပြီးနဲ့မင်းတို့ကအပြီးဆုံးပဲမိုက်ခွက်ထဲမှာကျွန်တော်အဲ့မှာမိုင်းတွင်းသွားရှာမယ်ဆိုပြီးတော့ဆက်သွားတယ်ဒါပေမဲ့ဆင်းရလိုက်တယ်ငါလမ်းပြောလို့ရှိရင်လမ်းပြောက်မှာငါလမ်းပြောက်မှာပဲဆိုပြီးတော့ကျွန်တော်မှတစ်ပင်မှဆက်ခိုးလိုက်တယ်ဒီကလေးခုန်အဆင်ပြေမှာကွာဆိုပြီးတော့ကျွန်တော်မှတစ်ပင်မှဆက်ခိုးလိုက်တယ်ကျွန်တော်မှမေမောတာကွာအတန်သွင်းရလိုက်ရတယ်အဲ့မှာ
အဲ့ဒီတစ်ပင်ကိုစက်ခုတ်ပြီးတော့အိမ်ပြန်ပါတယ်ဟာငါဒိုင်းမွန်းလည်းမတွေ့သေးဘူးကွာဒိုင်းမွန်းကရှာအောင်မယ်ဒိုင်းမွန်းလည်းမတွေ့သေးဘူးဒိုင်းမွန်းရှာနေကျွန်တော်မူချမ်းစီကဖျောင်းနိုင်ရှုတောင်းလိုက်အောင်မယ်ရပြီမူချမ်းပြီးမလားမသိဘူးအိုးမူချမ်းပြီးတာဖျောင်းနိုင်ရပြီအေးဖျောင်းနိုင်ကမိုင်းတွင်တူးရဲ့ခါကြောက်ရင်အရင်အတုံးဝင်တယ်အားကြောင့်ဖျောင်းနိုင်ယူရမယ်ယူပြီးတော့တစ်ပင်ကိုတောက်ခုတ်ပါတယ်ဘာဆိုတော့ဒီမိုင်းတွင်ကိုကာဖို့အတွက်ပေါ့တစ်ပင်ကိုတောက်ခုတ်တယ်မလေးတစ်ပင်တောက်ခုတ်တယ်ရပြီငါတို့ဘာလဲဆိုတော့အိမ်ထဲဝင်ပြီးတော့အိမ်ထဲမဝင်မိုင်းတွင်မဲ့ဆက်တူးမယ်မိုင်းတွင်ကတူးချင်ကွာငါမိုင်းတွင်မတူးချင်အမှကျွန်တော်ကရှောက်ပြီးတော့ဘယ်လိုဆိုတော့စဉ်းစားကြက်ငါမိုင်းတွင်ပဲတွတ်တူးလိုက်ပါမယ်လေဆိုပြီးတော့ပစ်ကတ်နဲ့သွားထုတ်ပြီးတော့မိုင်းတွင်ကိုသွားတူးလိုက်ဒိုင်းမလို့ရအဲ့ဒိုင်းမရလို့ရညာမဟုတ်ဒိုင်းမမရရင်တော့မှအနည်းဆုံးအာယုံပေါ့အမအပြားရောင်အတုံးလေးတွေ့အဲ့ဒီအပြားရောင်အတုံးလေးရဲ့နာမည်ကိုကျွန်တော်မခေါ်တဘူးပြအဲ့ဒါဘလို့ခေါ်လဲအဲ့ဒါကောမန့်မှာတစ်ရက်လောက်လာရေးပေးပါလားအဲ့အပြားရောင်နာမည်ဘလို့ခေါ်တော့ခေါ်လဲတော့မသိဘူးအဲ့ဒီအပြားရောင်အတုံးလေးကိုကျွန်တော်လိုက်တူးလိုက်တယ်ဒါရစတူးမယ်မကြည့်အောင်အများကြီးပဲဒါဘယ်နဲ့တုံးတော့လဲရပြီဒါတော့ကျွန်တော်တူးထားတဲ့အနက်ပေါ့နော်မကြည့်ပါကျွန်တော်တူးထားတာတော်နက်တယ်ဒါမဲ့ဒိုင်းမွန်းတော့အခုတည်းမတွေ့သေးဘူးကဲအပေါ်ပဲပြန်တက်မှာကွာမနွားပဲဟဲ့နင်ဘာလို့ငါအရှိမလာနေနေသွားနေနဲ့မင်းတို့ကောင်းလေကဲမအိမ်ထဲဝင်ပြီးတော့ဘာလို့မလဲဆိုတော့ကျွန်တော်တို့ကျွန်တော်ကျွန်တော်အမန်နေကျွန်တော်ပစ်ကတ်လာခွက်မလို့ဗျဒါပေမဲ့ကျွန်တော်ပစ်ကတ်ရှိရဲဆိုပြီးကျွန်တော်ပြန်သွားတူးတယ်ပြန်သွားတူးဖို့လိုပါတယ်အောက်စင်းလာတော့နည်းနည်းကြာတယ်အဲ့ဒါကြောင့်ကျွန်တော်ဗီဒီယိုခဏလောက်ပြန်ဖတ်ထားရပေါ့နော်ဒါဆိုအောက်စင်းလာကြတော့ဗီဒီယိုအရင်ရှေ့ရောက်အောင်ဆိုလို့လေဟုတ်တယ်မလားအဲ့တော့ဗီဒီယိုရေးလိုက်ပါမယ်ရပြီအဲ့မှာစတူးပါတယ်ဒိုင်းနဲ့ဘလို့တူးပါလေပကက်နဲ့တူးရမှာရပြီโอเคပကက်နဲ့ပဲတူးမယ်ရပြီအခုပဲကျွန်တော်တူးရတယ်ပေါ့အဲ့ဒီအချိန်မှာဖြစ်ရှင်တော့ကျွန်တော်အာယုံကိုတွေ့သွားတယ်ဗျအဲ့ဒီနားမှာပဲရှိတယ်အမှကျွန်တော်နည်းနည်းထဲလိုက်တော့ကျွန်တော်ဒိုင်မွန်းမတွေ့ပဲအာယုံကိုတွေ့သွားတယ်ဒီမှာတော့မတွေ့သေးဘူးအဲ့ဒီနည်းနည်းအမအာယုံတွေ့လားဟာအာယုံရောက်လိုက်ကွာပျော်သွားတယ်အမကျွန်တော်ပျော်သွားတာပေါ့ဟာငါအာယုံနဲ့ဒိုင်းကလိုရပြီဆိုပြီးတော့အမအေးအာယုံနဲ့အကုန်ဖြစ်ရှင်တော့အာယုံတွေကအများကြီးပဲကြည့်အောင်အာယုံတွေရှယ်များတယ်ကြည့်အောင်အာယုံတွေကကျွန်တော်အာယုံတွေကိုစတူးတယ်အာယုံတွေကအများကြီးပဲအရန်တော့မများပါဘူးအလဲအလက်ပေါ့ပြောလို့ရှိရင်အဲ့ဒီအကောင်လုံးစတူးတယ်အာယုံကနောက်3ကြံနေကျွန်တော်အနောက်မှာကြံမလားဆိုတူးရတော့မရှိတော့ဒလာလောက်ဆိုလို့ရှိရင်လည်းအဆင်ပြေပါတယ်ကွာဆိုပြီးတော့အမစတူးရတယ်ဒလာလောက်ဆိုလို့ရှိရင်လည်းအဆင်ပြေပါတယ်ဆိုပြီးတော့တူးရတယ်စတူးရဒါပေမဲ့အဲ့မှာစတူးတော့မတွေ့တော့ငါအပေါ်ပဲပြန်တက်တာကောင်းမယ်ဆိုပြီးတော့အဲ့မှာမြင်လိုက်တာကျွန်တော်အပေါ်မှာအာယုံထူးရှိတယ်ကျွန်တော်မမြင်လိုက်ဘူးကျွန်တော်အပေါ်မှာအာယုံထူးရှိရကျွန်တော်မမြင်လိုက်ဘူးကျွန်တော်ကအပေါ်စွတ်ပြီးတက်သွားတာအဲ့ဒါကြီးကျွန်တော်မမြင်လိုက်ဘူးအခုဗီဒီယိုအတစ်အချိန်မှာကျွန်တော်မြင်တာပြီးဗီဒီယိုရေးလိုက်တယ်ကဲအိမ်ထဲဝင်ပြီးတော့နော်ကျွန်တော်အာယုံတွေကိုကြိုလိုက်ပါတယ်နော်ကဲကျွန်တော်အာယုံတွေကိုကြိုပြီးတော့ကျွန်တော်တို့မလုပ်မလဲဆိုတော့ဒီကပေါ့နော်ကျွန်တော်အာမလို့ရတယ်အာမအာယုံနဲ့လောင်မလားမသိဘူးအမကျွန်တော်ဒီဟာလေးစောက်လိုက်တယ်ကျွန်တော်မိုင်းတွင်းလေးကိုကာဝယ်ဖို့အတွက်ကျွန်တော်ဒီမိုင်းတွင်းရပဲကျွန်တော်ဒိုင်းမွန်းနေရှာရမှာဆိုတော့လေရပြီကျွန်တော်တကားပိတ်ပြီးတော့နော်အားလုံးပဲဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင်တော့ like and subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့အားလုံးပဲ see you